10% လောက်နဲ့ကျွန်တော်မန္တလေးထီကိုပြန်ပြီးတော့ဆင်းရ promotion အနေနဲ့ပေါ့နော်ကျွန်တော်တို့6ရက်9လ2025ကနေမှာ73ရက်9လ2025အထိ cashback ကို330ကနေ380ထိပေးနေလို့သိရတယ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်အခုဆိုလို့ရှိရင်တော့မြန်မာ Culture Valley မှာဖွင့်လှစ်တော့မဲ့ FS Auto ရဲ့ launching ပွဲအခမ်းအနားနဲ့ promotion ပွဲလို့ရောက်ရှိနေရပဲဖြစ်ပါတယ်ဒီ FS Auto ဆိုတာကတော့ကျွန်တော်တို့2012ထဲကပေါ့နော်ကား brand ပေါင်းမြောက်များစွာကိုတင်သွင်းပြီးတော့ရောင်းချလာတယ်သူတို့တင်သွင်းလာတဲ့ကားတွေဆိုလို့ရှိရင်ကျွန်တော်ဥရောပကားတွေတရုတ်ကားတွေယူရိုကားတွေလုံးဝကား brand အစုံကိုတင်သွင်းပြီးရောင်းချလာခဲ့တာဖြစ်တယ်အခုမှဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ ICE ကားတွေရော EV ကားတွေရောအစုံရောင်းချတော့မယ်လို့သိရတယ်ဒါအပြင်ကိုဒီ showroom လေးမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီကိုကားတွေကိုအယောင်းဝယ်အလဲလဲလေးလုံးလို့ရတယ်လို့သိရတယ်ပေါ့နော်အဲ့တော့ဒီဖွင့်ပွဲအခမ်းအနားလေးကိုသွားကြည့်ရအောင်ဗျာကဲကျွန်တော်တို့ showroom နဲ့မရောက်ခင်မှာ showroom အပြင်မှာကားတွေကိုသူကအများကြီးခင်းချင်းပြသထားတာကိုတွေ့ရတယ်ကျွန်တော်ဒီဘက်မှာဆိုလို့ရှိရင် Kia Sportage တွေရှိမယ် Hongqi တွေရှိမယ် Kia Carnival တွေရှိမယ်ဟိုဘက်မှာဆိုလို့ရှိရင်လည်း Bastion တွေရှိမယ် Visa 4H တွေရှိမယ် Nissan Ariya တွေရှိမယ်အရှိမတင် EV ကား IC ကားတွေကိုတော်တော်လေးစုံစုံလင်လင်ပြသထားတာကိုတွေ့ရတယ်ကျွန်တော်တို့အထက်ချက်သွားကြည့်ရအောင်အပြင်မှာဆိုလို့ရှိရင်လည်းဒီဘက်ကနေစပြီးတော့ခင်းပြထားတာတွေတွေ့ရတယ်ဟိုမှာဘာတွေတွေ့ရလဲဆိုတော့ Downfire ရဲ့ Sky တွေတွေ့ရမယ် Nami Box တွေတွေ့ရမယ် Lee Motor D03 တွေ Vancia တွေပြီးလို့ရှိရင်ဟိုဘက်ချမ်းမှာဆိုလို့ရှိရင်လည်းစလုံးလေး2စီးရှိတယ်ပေါ့နော်အဲစလုံးလေး2စီးကတော့ကျွန်တော်သဘောကျနေတာကြာပြီဘာလဲဆိုတော့ဒီဘက်မှာက Deepel ရဲ့ SS03 ကားလေးရှိမယ်ဟိုဘက်မှာက Volkswagen ရဲ့ ID7 ကားလေးရှိမယ်အဲ့ဒီအပြင်ကိုဟိုဘက်မှာဆိုလို့ရှိရင်ကျွန်တော် Nissan Ariya တွေရှိမယ်ဟိုဘက်မှာ Hycan တွေရှိမယ်ဟိုကားတွေကတော့အပြင်မှာလည်းအများကြီးပဲဒါတော့အထဲမရောက်သေးဘူးပေါ့နော်အထဲမှာကိုဘာကြီးပြထားမလဲသွားကြည့်ရအောင်ဝေါဝင်လာတာနဲ့ကိုဒီဘက်မှာလည်းကားတွေတန်းစီပြီးရပ်ပေးထားတယ်။ဘာတွေလဲဆိုတော့ဒီမှာတွေ့ရမှာက Vancia ရဲ့ V6 ကားလေးတွေ့ရမယ်။ဒီဘက်မှာကဘန်ကောက်မှာတော့ကျွန်တော်ရိုက်ထားဘူးတယ်။အခုမှစပြီးတော့မြန်မာနိုင်ငံကိုဝင်လာတာဘာလဲဆိုတော့ BYD ရဲ့ C လေးတော်တော်လေးမိုက်တယ်ဆလွန်ကားလေးပေါ့နော်ဆလွန်ထဲမှာတော်တော်လေးမိုက်တဲ့ကားလို့ပြောလို့ရတယ်။ဟိုဘက်မှာလည်း BYD တစ်စီးရှိသေးတယ်။ထပ်သွားကြည့်ရအောင်။ Okay ဒါလေးကတော့ BYD ရဲ့ C Lion 7s လေးပဲဒီကောင်လေးလည်းမြန်မာနိုင်ငံကိုဝင်လာတာမကြသေးဘူးပေါ့နော်အဲ့တော့ C နဲ့ C Lion 7s ကအပြိုင်ဝင်လာတဲ့သဘောလေးမှာရှိတယ်ဟိုဘက်မှာလည်းကားတွေထပ်ပြထားသေးတယ်ကျွန်တော်ထပ်သွားကြည့်အောင်မယ်ဗျာဒီဘက်မှာဆိုလို့ရှိရင်လည်းကားတွေကရှိသေးတယ်ဘာတွေလဲဆိုတော့ဒီဘက်မှာကတော့ Volkswagen ရဲ့ ID7 လေးပေါ့နော်ဆလွန်လေးဒီဘက်မှာဆိုလို့ရှိရင်တော့ Volkswagen ရဲ့ ID6 ပေါ့နော်ဒီနှစ်စီးကိုလည်းပြသထားတာတွေ့ရတယ်ကျွန်တော်ဒီနေ့မှာ interview လုပ်ဖို့အတွက်ကိုမင်းသားတယောက်ခေါ်ထားတယ်အဲ့မင်းသားနဲ့ interview သွားလုပ်အောင်ကဲဒါကတော့ဒီနေ့ရဲ့မင်းသားလေးကောင်းမြတ်ဆန်ပဲဖြစ်ပါတယ်ကျွန်တော်တို့ကတော့ချစ်စနိုးနဲ့ကွီးဖိုးထောင်လို့ခေါ်တယ်ဘာလို့အရန်ထောင်လုံးလို့ကျွန်တော်ဒီနေ့သူ့ကိုမေးခွန်းလေးတစ်ခုမေးဖို့ရှိတယ်အဲ့ဒါဘာလဲဆိုတော့ပထမတစ်ခုကတော့သူကတိတ်မကြသေးခင်က EV ဝယ်လိုက်တယ်လို့သိရတယ်ပေါ့နော်အဲ့တော့ကျွန်တော်မေးချင်တဲ့မေးခွန်းတစ်ခုက IC ကနေ EV ကိုဘာလို့ချိန်လိုက်တာလဲဆိုတဲ့အကြောင်းရယ်လက်ရှိ EV စီးနေရတဲ့ feeling ရယ်အဲ့တစ်ခုမေးချင်တာအမှန်တော့ကျွန်တော်ကချိန်တာတော့မဟုတ်ဘူးကျွန်တော်တို့ဒီမြန်မာနိုင်ငံနေထားနေဆိုလို့ရှိရင်ဟိုကျွန်တော်ကဟို IC လဲကျွန်တော်စီးတယ်EV လဲကျွန်တော်စီးတယ်ဒါပေမဲ့ကျွန်တော်အနေထားနေဆိုလို့ရှိရင် EV ကိုကျွန်တော်ကကြတော့ဟိုမျိုးရင်းပေါ့နော်အဓိကမျိုးရင်းကိုကျွန်တော်ကအဓိကဦးစားပေးပြီးတော့ကျွန်တော်ကဝယ်ပစ်တာပါခင်ဗျာဟုတ်EV ကကျွန်တော်တို့မျိုးရင်းမှာစီးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တေချာလေးကျွန်တော် ICE နဲ့ရှင်လိုက်တဲ့အခါမှာဆိုလို့ရှိရင်တော်တော်လေးတလားမှာစီဘိုးဖြစ်သွားမှာပေါ့နော်စီဘိုးလေးတော်တော်လေးကိုချွေတာပြီးတော့ပတ်စံလေးစုမိရလို့ကျွန်တော်မြင်ပါတယ်ဟုတ်စီဘိုးချွေတာရဖြစ်မှာပေါ့ဆရာကြီးစီးတဲ့ကားတွေကလည်း ICE ကားတွေကလည်းတကယ် off road ကိုမှ CO heavy စီးတော့မှ CO heavy စားတဲ့ကားတွေပဲဆိုတော့သူကအဲ့ကားလေးကိုလည်းကြိုက်တယ်ဘာလို့ off road ကိုကြိုက်တာကျွန်တော်ကကြတော့အဲ့လိုမျိုးကားဆိုလို့ရှိရင်ကိုယ့်ရဲ့ safety ဘိုင်းရောပြီးတော့ကျွန်တော်တို့ဒီကျွန်တော်မိုးရသည်ဆိုလို့ရှိရင်ရေရမ်းကြီးရဲ့ခါကျတော့ကားအမြင့်နေဆိုလို့ရှိရင်ဟိုညှာစရာမလိုစီးရတာမျိုးလေးသဘောကျတာပေါ့နော်အဓိကတော့ကျွန်တော် safety ကိုပို့ပြီးတော့အဲ့လိုမျိုးပို့ကြိုက်တယ်ကားကြီးရင်ကိုယ့်အတွက်ပို့ပြီးတော့ safe ဖြစ်တယ်ဆိုပြီးကျွန်တော်ဟိုကျွန်တော်ရဲ့ဦးလေးတွေဒါလူကြီးတွေကကျွန်တော်ကိုဆုံးမခဲ့တယ်ဒီလို brain wash လုပ်ခဲ့တဲ့ဟာလေးရှိတော့ကြတော့အဲ့ဒီဟာလေးနဲ့ပဲကျွန်တော်ကစီးပြတာအဲ့လိုမျိုးကြိုက်သွားတာပေါ့ပြီးတော့ကျွန်တော်တို့ကကြတော့ဒီ shooting တွေပါသွားတဲ့ခါမှာအင်ကြီးဝစ်စားလဲဆိုကားကြီးတော့ကြတော့ဘာပြောဝစ်စားလဲရတာတို့ဘာတို့နားရတာတို့ပို့စင်တယ်ဟုတ်ဒါအဲ့ဆိုလို့ရှိရင်လက်ရှိ EV စီးနေရတဲ့ feeling ကရောဘယ်လိုလဲမောင်းရတဲ့ feeling တွေအဲ့ဒီအခြေအနေလေးရောဘယ်လိုရှိလဲအရန်မိုက်တယ် EV ကလေအခုကျွန်တော်စီးရအရန်ပေါ့တယ်ပေါ့လေးနဲ့အဲ့လိုမျိုးလိုရာခီးကို
ရောက်တယ်ပေါ့လူလည်းမပင်ပန်းဘူးအဲ့လိုမျိုးလေးဆိုတော့ EV လေးကိုခုကျွန်တော် daily use အဖြစ်တော့သုံးပြနေပါတယ် ခီးရောထွက်ပြီးသွားရလား EV နဲ့ကျွန်တော်ခရီးတော့လုံးမထွက်ဘူးဘာလို့လဲဆိုတော့ကျွန်တော်ဒီ cycle လေးတစ်ခုပေါ့နော်တစ်ခေါက်ကျွန်တော်မန္တလေးကနေမေမျိုးတက်တော့မေမျိုးမှာကျွန်တော်တို့ EV station မရှိဘူးဟုတ်တယ်တခုမှမရှိတော့ကြတော့ဟိုရောက်တော့ကြကျွန်တော်အဲ့ဒါလည်းမသိထားတော့ဟို 10% လောက်နဲ့ကျွန်တော်မန္တလေးထီကိုပြန်ပြီးတော့ဆင်းရအဲ့ချိန်မှာတော့ကျွန်တော်တို့ပြန်ပြီးတော့ဒီ recharge လုပ်တဲ့ဟာကိုဖွင့်ပြီးတော့မောင်းရတာပေါ့အဲ့တော့အဲ့တော့ဘာပြောဟိုကားကြီးအရင်လေးပြီးတော့မောင်းရတာတော့ရှင်ဒါပေမဲ့ကန်ကောင်းထောင်းမစွာနဲ့ကျွန်တော်မန္တလေးကြီးတော့ရောက်လိုက်တယ်အဲ့လိုမျိုးโอเคအဲ့ဆိုလို့ရှိရင် FS Auto အတွက်လည်းနည်းလေးစကားလေးပြောပြပါအောင်ဗျာဟုတ်ကျွန်တော်တို့ FS Auto မှာဆိုလို့ရှိရင်ဒါကျွန်တော်တို့EV ပဲကျွန်တော်တို့လိုချင်လားဒါမှမဟုတ်ရင် ICE ကားတွေပဲလိုချင်လားကျွန်တော်တို့နောက်ဆုံးပေါ်တွေရောဒါကားမျိုးစုံကျွန်တော်တို့ရှိတယ်နောက်တစ်ခုကကျွန်တော်တို့ကျွန်တော်လိုမျိုးပေါ့နော်ကားကိုအလဲထက်စီးကျင်တဲ့သူတွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ trade in လက်ခံတယ်အလဲထက်လက်ခံတယ်ဒါလေးတွေဟိုညှိနှိုင်းပြီးတော့ကျွန်တော်တို့ဆောင်ရွက်ပေးတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဒီမှာဆိုလို့ရှိရင်အာမခံချက်အပြည့်ရှိတယ်ပြီးတော့ကျွန်တော်တို့အရာရာ customer စိတ်ကြိုက်အဆင်ပြေအောင်လုပ်ပေးတဲ့အတွက်ကျွန်တော်တို့ FS Auto လာရောက်ခဲ့ဖို့ကျွန်တော်ကဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာโอเคပါ FS Auto ရဲ့ Grand Opening ကတော့အောင်မြင်စွာပြီးဆုံးသွားပြီပဲဖြစ်ပါတယ်ဗျာ FS Auto မှာဆိုလို့ရှိရင် luxury ဖြစ်တဲ့ premium ဖြစ်တဲ့ EV ကားတွေ ICE ကားတွေကိုအစုံရောင်းချပေးနေတဲ့အပြင် trade-in လုပ်ချင်သူများအတွက်လည်းအဆင်အပြေဆုံးဖြစ်အောင်ဆောင်ရွက်ပေးနေတယ်လို့သိရတယ်ဒါအပြင်ကို promotion အနေနဲ့ပေါ့နော်ကျွန်တော်တို့6ရက်9လ2025ကနေမှ73ရက်9လ2025အထိ cashback ကို330ကနေ380ထိပေးနေတယ်လို့သိရတယ်စိတ်ဝင်စားလို့လာရောက်လေးလာခြင်းနဲ့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်မြန်မာ Kacha Valley မှာဖွင့်လှစ်ထားတဲ့ FS Auto မှာလာရောက်လေးလာဝယ်ယူဖို့အတွက်ကိုလည်းကျွန်တော်ကဒီနေရာလေးကနေဖိတ်ခေါ်လိုက်ရပါတယ်ဗျာကျွန်တော်နောက်ထပ်ပိုင်းတွေမှာပြန်တွေ့ကြပါပေါ့ကျွန်တော် Just Strike ကထချုံပါ